ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ MI ကနေပြီးတော့ပြန်လဲဒီလိုက်ပါတယ်ကကြေးကြော်ချက်ပြပေးချင်တာဒါတော့ Speed Fighter ကူနဲ့ဒါတော့ fan နေတဲ့ကူကပေါ့နော်လက်ရှိဒါကျွန်တော်တို့လူငယ်တွေကြားမှာရေပန်းစားနေတဲ့အိမ်မှာတော့ချိုးကြော်ကျွန်တော်ဒီငယ်ပိုင်ကိုကြိုက်တဲ့ချိုးကြော်ကိုဝေးစင်းကိုကြိုက်တယ်ပေါ့နော်ဘာဖြစ်ပါဒီကောင်တွေကတော့ပွဲစည်းတော်ပေါ်တော့အတူတူပဲပေါ့နော်အတူတူအခြေခံသဘောတရားတွေကိုအခြေခံပြီးမှကျွန်တော်ဒီငကပိုင်ကြိုက်တဲ့လူတွေတော့ငကပိုင်ထုတ်ပြီးတော့ကျွန်တော်ဒီဝေးစင်းကြိုက်တဲ့လူတွေတော့ကျွန်တော်ဒီပေါ့နော်ဆူပါပိုက်ထုတ်ပြီးတာပေါ့နော်ဒီကောင်တော့ကျွန်တော်ဒီ truck ကို focus လုပ်မှာပေါ့ဒါတော့ကျွန်တော်ဒီ road ကိုcomfortable နဲ့ road ကိုဒီက focus လုပ်မဲ့ပေးနေပေါ့နော်ဒါပေမဲ့တော့နှစ်စီးလုံးရဲ့ performance တော့သူကလည်းသူကျန်းတယ်တကယ်တမ်းကျွန်တော်ဒီ HP ပို့ထွက်ရတော့ကျွန်တော်ဗန်နေတယ်အဲ့တော့ပို့ထွက်တယ်ပေါ့နော်speed fighter ကျွန်တော် top ပို့ထွက်တယ်ပေါ့နော်ရှုံးကပို့ထွက်တယ်အဒီတော့ကိုတစ်ခုနဲ့တော့အာသာချက်ရှိရပေါ့နော်နောက်တစ်ခုကကျွန်တော်ညီမင်းနေရကျွန်တော်ဒီ speed fighter ဘူးကို company ကဘူးလို့အနေနဲ့ပြောင်းပြီးစီးလို့ရတာစီးလို့ရပါတယ်ဒီကလေးဝက်တာကျွန်တော်ဒီနော်ကာဘာတတိတာလိုမယ်ရှင်းမီတီလိုမယ်ပြီးတော့ကျွန်တော်တို့ဒီရှင်းမီတီကမီတောက်လိုမယ်ပြီးတော့ကျွန်တော်ဒီအပေါ်စပလန်လိုမယ်ပြီးတော့ handle လိုမယ်ပေါ့နော်ဒီကတော့ဖတ်မှန်လိုမယ်ကျွန်တော်ရတော့အကုန်တူတူပဲ frame တွေနောက်ဖင်ပိုင်းတွေကတော့အကုန်တူပဲ engine ကြီးကလည်းဒီ engine ကြီးပဲ electronic ဘိုင်းကြီးကလည်းတိတ်ထွေပြီးကွာချက်မရှိဘူးနော်တကယ်တော့ကွာသွားတာကျွန်တော်ဒီလူတွေမသိရချက်ပေါ့ဒီကောင်ကြီးရဲ့ရေတိုင်းကြီးနဲ့အင်မန်ကိုလာကလောင်းတဲ့ရေအောင်လေးနဲ့လေးကြီးတယ်ပေါ့နော်အဲ့ဒါလေးရှိရပြီးတော့ different မှာကကျွန်တော်လူတွေအမြင်မှာတော့ကျွန်တော်ရုပ်ပိုင်းဆိုင်ရာအနေသားကွာတယ်လို့ထင်ပေမဲ့တကယ်တမ်းသူကွာသွားတဲ့အချက်လေးရှိရမလားဥမာဒီ different ကိုပြီးတော့ substance နဲ့အနေငယ်ကွာတယ်ဗျာဒီ electronic substance နဲ့ဖြစ်နေတယ်လည်းပြောင်းလို့အနေငယ်ကွာတဲ့အချက်လေးရှိတယ်နော်ကဲဘာတွေဘယ်လိုကွာမလဲကိုကျွန်တော်ချက်အရှင်းပြပေးမယ်အဲ့တော့အနေထားပါနော်ဒီကောင်ကြီးကကျွန်တော်တို့ဒီ electronic suspension နော် orange suspension နဲ့ Brembo brake နဲ့လာမယ်ဒီကောင်လည်းကျွန်တော်ဒီ orange suspension နော် Brembo နဲ့လာမယ်ပေါ့နော်အပေါ်မှာလည်းကျွန်တော်ဒီ Brembo ပဲဒီမှာလည်း Brembo ပဲဒီကောင်လေးလည်း Brembo ပဲပေါ့နော်တော့ကျွန်တော်ကနောက်ဆုံးစီးကျင်တဲ့ညီကိုတွေအတွက်ပို့ကျွန်တော်ဒီခုနပြောလို့ပေါ့နော်ပန်နီကယ်အတွက်တစုံစာဝယ်ပြီးတော့6လတစ်ခါလောက်ပေါ့နော်လဲစီးလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ဒီဗန်နီကယ်စီးရတာဝါလေးဆိုရင်ကျွန်တော်ဒီ speed fighter အနေနဲ့ပြန်စီးမယ်speed fighter စီးရလို့ဝါလို့ကျွန်တော်ဒီဗန်နီကယ်အနေနဲ့ပြန်စီးမယ်ပေါ့နော်ဆိုရဒီကအင်ဂျင်ရဲ့ပြောချင်တာဒီအင်ဂျင်နဲ့ပြန်ဒီ frame ရလည်းဒီအင်ဂျင် error တွေဒါတွေပဲပေါ့နော်နောက်နေထားပြီပေါ့နော်တော့ကြည့်လိုက်အကုန်ကြီးကတူတူပါပဲပေါ့နော် sorry သူကလည်းဒီတော့ထားကြတယ်ပေါ့နော်ကျွန်တော်ဒီမှာဆောင်းနဲ့ဒုံးမဲ့ဆိုရင်ကျွန်တော် speed fighter အနေနဲ့လေးကိုကျွန်တော်ကစီးမယ်ပေါ့နော်ကျွန်တော်ကိုယ်ပိုင်ကြော်တဲ့ high နဲ့ဆိုရင်အနေနဲ့ဒီတော့ပြောင်းမရှိရပေါ့နော်အဲ့လိုဒီစီးလို့ရအောင်ဟိုက BMW လိုပဲပေါ့နော် BMW ချို့ကျွန်တော်တို့ညီကိုတွေနှစ်စုံထားတယ်နော်ဒီ racing စီးရတာဝါပြီးနေကပြောင်းစီးတာကျွန်တော်အဲ့လိုအုံနိုင်တည်တန့်ရှိတယ်နော်ကျွန်တော်နှစ်စုံထားတာသူ racing စီးရတာဝါပြီးတော့ကိုကြီးကျွန်တော်နေကပြောင်းပြီးအဲ့လိုမျိုးရှိတယ်ဒီလူကတွေလည်းပြောင်းလို့ရတယ်ပြောင်းရင်ပြောင်းစီမှာလာရောက်ပြောင်းလို့ရပါတယ်နော်ဆက်ဆောင်နေငယ်ကုန်ပါဘောနော်ကျွန်တော်ဆက်လေးနှိုးပြပေးမယ်ကျွန်တော်ဒီအနေကဘူးကကိုကျွန်တော်ချက်မှုရမယ်ဒါကတော့ကျွန်တော်ဒီခလုတ်တွေပြောင်းထားလို့ပေါ့နော်ခလုတ်တွေလည်းထွေတူးတိတ်ပြောင်းလဲမလို့ဒါကျွန်တော်ပြောင်းထားတဲ့ဟာဟုတ်လို့နော်ဒါကပန်ဒီကဘူးရဲ့အတန်နော်ကောင်းကောင်းတော့မကောင်းဘူးပြတယ်ဒီကျမ်းပါspeed fighter ကိုပေါ့နော်အားပါပဲအားဒီလိုတက်သွားကြတော့စီပေါ့နော်ကျွန်တော်ပြောလို့ပစုံတာထောက်ဝယ်ထားရတာကြာနှစ်ခါလဲစီးလို့ရ